ဘသူ့ကိုပဲဖြစ်ဖြစ်ရင်းရင်းနှီးနှီးနဲ့နှွေးနှွေးထွေးထွေးချစ်ချစ်ခင်ခင်ပဲဆက်ဆံတတ်တယ်ဆိုတဲ့လူတွေဒီထဲမှာပါလားပါတယ်ဆိုရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်သွားလိုက်ပါဘာကြောင့်လဲဆိုတော့လူဆိုတာကလေကိုလိုအပ်တဲ့လူကိုအနားကိုရောက်ချင်တဲ့လူအတွက်ကိုစီကိုခြေလန်းတလန်းတိုးလာတဲ့လူစီကိုဘက်ကနေခြေလန်းနှလန်းတိုးပြီးတော့ကြိုဆိုလိုက်ဖို့ကိုဝန်မလေးရဘူးအဲ့ဒီလိုကြိုဆိုနိုင်ဖို့ထက်အဲ့ဒီလိုဆက်ဆံနိုင်ဖို့ထက်ပိုပြီးတော့အရေးကြီးတာတစ်ခုရှိတယ်အဲ့ဒါကဘာလဲလို့ဆိုရင်ကိုမလိုအပ်တဲ့ရက်ဝန်းကိုမလိုအပ်တဲ့လူတွေနဲ့တွေ့တဲ့အခါကိုမလိုအပ်မှန်းသိတဲ့အခါမှာလည်းပဲစောစောကတိုးထားတဲ့ခြေနှလန်းကိုအလိုက်တသိနဲ့ကိုယ့်ဘက်ကနေနောက်ဆုတ်ပေးနိုင်ဖို့လည်းအရေးကြီးတယ်ဘသူကိုဘလောက်ပဲချစ်ဘသူကိုဘလောက်ပဲခင်ဘသူကိုဘလောက်ပဲတန်ဖိုးထားလူဆိုတာကကိုတန်ဖိုးနဲ့ကိုချစ်တတ်ဖို့ကိုလည်းမမေ့ရဘူးကိုတန်ဖိုးထားဖို့ကိုလည်းမမေ့ရဘူးအာယုံ၅ပါးနဲ့တက်မဲ့မှုတွေလောဘတဏှာတွေမှာသာအသားအယောင်ခွဲခြားတာတွေအရွယ်အစားခွဲခြားတာတွေအသက်အရွယ်ခွဲခြားတာတွေအနှိမ့်အမြင့်ခွဲခြားတာတွေရှိတာပါတကယ်တော့တကယ်ကိုစစ်မှန်တဲ့မေတ္တာတရားနဲ့ချစ်ချင်းမေတ္တာတွေကတော့အသားအယောင်တွေအရွယ်အစားတွေအသက်အရွယ်တွေအနှိမ့်အမြင့်တွေခွဲခြားနေမှာမဟုတ်ဘူးခွဲခြားမှုလည်းမရှိဘူးမင်းဟာမင်းဘာကြီးပဲဖြစ်နေမင်းကဘာပဲဖြစ်နေမင်းမို့လို့ကိုတန်ဖိုးထားတာမင်းမို့လို့ကိုချစ်တာမင်းမို့လို့ကိုမေတ္တာထားတာဆိုတဲ့လူတွေရှိပါတယ်အဲ့ဒီလူမျိုးကိုရှာပြီးတော့ချစ်ပါအဲ့ဒါတွေကမှတကယ်မေတ္တာစစ်တယ်ချစ်ချင်းမေတ္တာအစစ်အမှန်တွေဖြစ်တယ်ဒါပေမဲ့မြတ်စွာဘုရားပြောထားတဲ့တရားတော်အရာကတော့မင်းဟာမင်းဘလို့နီးနဲ့ပဲချစ်မင်းမို့လို့ကိုချစ်တာပဲဖြစ်ကိုမို့လို့ကိုချစ်တာပဲဖြစ်ပုဂ္ဂိုလ်ဆိုတာကမြဲတဲ့သဘောတော့မရှိဘူးမင်းမို့လို့ကိုချစ်တာဆိုတဲ့လူတွေကလည်းတနေ့တစ်ချိန်မှာအကြောင်းအမျိုးမျိုးနဲ့ခွဲခွာရတတ်တယ်သူမို့လို့ကိုချစ်တာဆိုတဲ့လူတွေကလည်းတနေ့တစ်ချိန်မှာတနည်းနည်းနဲ့တော့ခွဲခွာရတတ်တယ်အဲ့ဒီခွဲခွာရမယ့်သဘောကိုလည်းကြိုတွေးထားရတယ်စွန့်လွတ်နိုင်ဖို့ကိုလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားရတယ်အားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ